မင်္ဂလာရှိတဲ့မနက်ခင်းလေးပါကဲဒီနေ့မနက်မှာတင်မဲလုံးပွင့်လာတာဟာတင်အတွက်ရရှိတဲ့ဒုတိယအခွင့်အရေးတစ်ခုဆိုတာသိပါသလားလူတော်တော်များများမေးလျော့နေကြတာကဒီနေ့ဆိုတဲ့အချိန်ဟာအလိုလိုရလာတာမျိုးမဟုတ်ပဲကျွန်တော်တို့တူးချင်းစီအတွက်ပေးသနာထားတဲ့တန်ဖိုးရှိလာတဲ့လက်ဆောင်တစ်ခုဆိုတာပါပဲအတိတ်ဆိုတာမနီးကနဲ့အတူကုံဆုံးသွားပါပြီပြန်ပြင်လို့လည်းမရတော့သလိုပြန်တန်းတာအနည်းလို့လည်းအကျိုးမရှိတော့ပါဘူးအနာဂတ်ဆိုတာကလည်းရောက်မလာသေးတဲ့တိမ်တိုက်တွေလိုပါပဲတဲ့လက်ထဲမှာတကယ်တမ်းရှိနေတာတဲ့တကယ်ပိုင်ဆိုင်နေတာကတော့ဒီနေ့ဒီအချိန်ဒီစက္ကန့်လေးပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျေးဇူးတင်တဲ့ခြင်းနဲ့စတင်လိုက်ပါကျွန်တော်တို့ဟာကြီးကျယ်တဲ့အောင်မြင်မှုတွေနောက်ကိုပဲလိုက်နေရင်ဘေးနားမှာရှိနေတဲ့ကောင်းကြီးတွေကိုမေ့သွားကြပါတယ်အခုတင်အသက်ရှူနေရတာနှွေးထွေးတဲ့အိပ်ရာရှိတာတောက်เสียရေတစ်ခွက်ရှိနေတာဒါတွေဟာသိငယ်တယ်လို့ထင်ရပေမဲ့တကယ်တော့အယမ်းကိုတန်ဖိုးရှိတဲ့ကောင်းကြီးတွေပါရှိတာလေးတွေကိုကြီးစုတင်တတ်တဲ့အခါတင်းရဲ့စိတ်နှလုံးဟာချက်ချင်းဆိုသလိုငြိမ်းချမ်းသွားပါလိမ့်မယ်ဒုတိယအချက်ရလက်ထက်လှုပ်ဆောင်ချက်ကိုပဲအာရုံစိုက်ပါโอเคဒီနေ့တင်လှုပ်เสียရှိတဲ့အလုပ်တွေကိုအကောင်းဆုံးသာလုပ်လိုက်ပါငါအောင်မြင်ပါမလားရှုံးနှိမ်သွားမလားဆိုတဲ့စိုးရိမ်စိတ်တွေကိုခဏလောက်ဘေးဖယ်ထားလိုက်ပါအနာဂတ်အတွက်ပူပန်နေမဲ့အစားအခုလက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာပဲစိတ်ကိုအပြည့်အဝထားလိုက်စမ်းပါအခုအချိန်မှာအကောင်းဆုံးလုပ်နေခြင်းဟာအကောင်းဆုံးအနာဂတ်ကိုတည်ဆောက်နေတာပါပဲတတိယအချက်ကိုခွင့်လွှတ်ပါမနေ့ကတင်ညံခဲ့တာတွေမှားခဲ့တာတွေရှိနိုင်ပါတယ်အဲ့ဒီအတွက်ကိုအပြစ်တင်ပြီးနှိပ်စက်မနေပါနဲ့တော့တင်ဟာနတ်တူတပါမဟုတ်ပါဘူးတင်ဟာတင်ယူနေစေလူသားတစ်ယောက်ဖြစ်တဲ့အတွက်မှားပိုင်ခွင့်ရှိပါတယ်အရေးကြီးတာကအဲ့ဒီအမှားကိုတင်ကန်းစာယူပြီးဒီနေ့မှာမနေ့ကထက်ပိုကောင်းတဲ့လူတစ်ယောက်အဖြစ်ရှင်သန်နေထိုင်ဖို့ပါပဲမိတ်ဆွေဘဝဆိုတာပန်းတိုင်ကိုအရောက်သွားနေရတဲ့ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူးဘဝဆိုတာလမ်းဘေးမှာပွင့်နေတဲ့ပန်းလေးတွေကိုကြည့်ပြီးခံစားတတ်ဖို့ချစ်ရတဲ့သူတွေကိုနွဲထွေးစာပြုံးပဖို့နဲ့ကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုကိုယ်တိုင်ဂရုစိုက်ဖို့အတွက်ခရီးစဉ်တစ်ခုသာဖြစ်ပါတယ်ပန်းတိုင်ရောက်မှပျော်ရမှာမဟုတ်ပဲဒီခရီးလမ်းတစ်လျှောက်လုံးမှာပျော်ရွှင်အောင်နေထိုင်သွားရမှာပါဒါကြောင့်ဒီနေ့မှာအကောင်းဆုံးရှင်သန်နေထိုင်လိုက်ပါမနေ့ကထက်ပိုတောက်ပတဲ့အပြုံးနဲ့ဒီနေ့ကိုဖျက်တမ်းလိုက်ပါလို့တိုက်တွန်းချင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ